ချင်းမိုင်ဘက်ကိုရောက်တော့ဒီမက်ကဖောင်းလားအဲ့ဒီရွာလေးကိုသွားလေပြစ်ခဲ့ရာသီဥတုကောင်းကောင်းလေးမှာရေစီးတန်လေးတွေကိုနားထောင်ရင်းနဲ့တစ်သားအိမ်လေးမှာချေးရတဲ့ fight ကတော့မိုက်တယ်တဘာဝနဲ့နီးနီးကက်ကက်ရှိရဲ့ဘလောက်တော့နီးနီးကက်ကက်လဲဆိုမင်းတို့အိမ်မဲ့အခန်းတွေပါတဲ့ဒီပါပြည့်စိတ်အကောင်ကြီးတွေတို့ insect တွေတို့မျိုးစုံတွေ့နိုင်တယ် insect တွေရော spray ဖြန်းလိုက်ရင်ပြေးသွားဒါပေမဲ့ဒီကောင်ကြီးကတော့မပြေးဘူးဘီယာတောက်ချင်လို့လားမသိဘူးတောက်တဲ့နာလာကြည့်နေကက်ထားပါတော့ရွာလေးအကြောင်းဆက်ပြောမယ်ဒီရွာလေးမှာ social media မှာအရန် trend ဖြစ်ပြီးတော့ဓာတ်ပုံရရင်အရန်လာတဲ့တောင်တက်လန်းမုံစည်းတန်းလေးရှိရဲ့အဲ့ဒီစည်းတန်းလေးကလည်းနှစ်ပြလောက်ပဲရှိရဆိုတော့ကိုကတကယ်လို့ဓာတ်ပုံရချင်အောင်တက်ပဲဆိုရင်ချင်းမှန်ကနေစောထွက်လာပြီးတော့နေ့လယ်လောက်ဆိုပြန်လို့ရတယ်ကျွန်တော်တို့ဒီမှာညာအိတ်ဖြစ်တာဆိုတော့ဈေးဆိုင်တန်းတွေကတစ်ဆိုင်မှာပဲမူကထားစားလိုက်တယ်ရတာကတော့ပုံမှန်ပါပဲဒါပေမဲ့ရာသီဥတုလေးကအေးနေရောပူလောလောပါလေးစားလို့အဆင်ပြေရဲ့အဆင်မပြေတာတော့ snack ဒီမှာမုံဆိုင်မရှိဘူးရှိရဆိုင်တွေကလည်းဘာမုံမှမရှိဘူးဆိုတော့ကိုကဒီမှာညာအိတ်မယ်လို့စဉ်းစားထားရင်7ကနေမုံတွေကြိုဝယ်ခဲ့ပါညဘက်ရောက်ရင်ခွေးတွေဟောင်ကြပါတယ်ထိုင်းကအဝူးတွေနဲ့မြန်မာပြည်ကအဝူးတွေနဲ့က language ရောတူတူပဲထင်တယ်ဝုတ်ပဲဟောင်ကြတယ်ဒါလည်းကောင်းပါရဲ့မြန်မာပြည်ကဝူးတွေထိုင်းအောင်ရောက်သွားလို့ရှင်စကားထပ်တင်ကြမလို့တော့ဘူးပေါ့မနေ့အိမ်ရနိုးရဲဆိုရင်တော့တောင်ထိပ်ကကော်ဖီဆိုင်လေးကိုသွားပြီးတော့ရွာလေးရဲ့ရှုခင်းကိုကြည့်လို့ရပါတယ်ရေတကွန်တို့ရေပေါ်ကဖုန်ကြီးကျောင်းတို့လည်းရှိပေမဲ့ကျွန်တော်တို့တော့မဝင်ပြခဲ့ပါဘူးခင်ဗျားတို့ရောဒီရွာလေးကိုလာလဲဘူးလားအတွေ့အကြုံဘယ်လိုရှိလဲဆိုတာပြောတော့ပေးပါအောင်ဒါပဲနော်ကွာ